သူ့အကျိုးကိုကလိုလားတယ်သူကလည်းကိုယ့်အကျိုးကိုလိုလားမယ်အဲ့ဒါဆိုရင်တယောက်နဲ့တယောက်မေတ္တာလေးနဲ့ဆက်ဆံတယ်မေတ္တာနဲ့ဆက်ဆံနေတဲ့လောကကြီးကငြိမ်းချမ်းတာပဲနော်ဒါကြောင့်မလို့အကျိုးလိုလားတဲ့စိတ်တက်လေးတွေ तू မကျင့်သုံးရင်လည်းကိုကကျင့်သုံးနိုင်အောင်ကြိုးစားတခါကကိုကအကျိုးလိုလားမယ် तू ကကို့အကျိုးမလိုလားတယ်အများကြီးရှိကောင်းပြီ तू ကဟိုငါကသူ့အကျိုးလိုလားတာ तू ကငါအကျိုးလိုလားတာမဟုတ်ဘူးဆိုပြီးတော့ तू မလိုလားလဲငါလည်းမလိုလားတော့ဘူးဆိုတော့ तू မလိုလားလို့ကိုလည်းမလိုလားဆိုကိုလည်း तू နဲ့အတူတူတူတော့မှာရ तू လိုလားတာမလိုလားတာ तू ကိစ္စကိုဘက်ကသူ့အကျိုးကိုလိုလားပြီးတော့ဆက်ဆံနေကိုဘက်ကမေတ္တာမပြတ်ကိုဘက်ကမေတ္တာမပြတ်လို့ तू ပြတ်နေလဲသူ့အကြောင်းပဲသူ့အကြောင်းကသူ့ကိစ္စဖြစ်သွားမှာကိုကအဲ့ဒါကိုလိုက်ပြီးတော့ခံစားမနေနဲ့ကိုဘက်ကသာအကျိုးလိုလားတဲ့စိတ်ကလေးနဲ့လာဆက်ဆံကြည့်နော်ကိုအကျိုးလိုလားရင်ကိုအကျိုးလိုလားတာနဲ့အများကိုခံစားကိုတိုင်းအကျိုးသက်ရောက်မှုတွေရှိပြီးတော့တန်ဖိုးတွေရှိနေမှာနောက်ပိုင်း तू ကသိသွားမှာ तू သိတာမသိတာသူ့ကိစ္စကိုသိဖို့အရေးကြီးတာကိုလုပ်ဖို့အရေးကြီးတာကိုပြုပြင်ဖို့ကအရေးကြီးတာဖြစ်တဲ့အတွက်ကြောင့်အတ္တကြီးအတ္တနောနာတော့ကိုပြင်ဖို့အရေးကြီးတာနော်ဒါကြောင့်မြတ်စွာဘုရားရှင်တရားတော်တွေဘုန်းကြီးတို့ကိုးကားလက်တွေ့ဘဝထဲမှာကျင့်သုံးမယ်ဆိုရင်ဒီနေ့ပြောချင်တာကဘုန်းကြီးပြောချင်တာလေးကတယောက်နဲ့တယောက်ဘယ်နေရာမှာဖြစ်ဖြစ်ဘယ်သူနဲ့ဖြစ်ဖြစ်ဘယ်ချိန်ပဲဖြစ်ဖြစ်အစဉ်ပြေခြင်းလို့ရှိရင်တိခံနိုင်အောင်ကြိုးစားရတိခံပြီးရင်လည်းပဲခွင့်လွှတ်ပေးနိုင်အောင်ကြိုးစားရတယ်လူတိုင်းမှာအမှားဆိုတာရှိတာအဲ့ဒီအမှားကြီးကိုခေါင်းထဲထည့်ပြီးတော့ခွင့်မလွှတ်နိုင်ဘူးဆိုရင်ခွင့်မလွှတ်နိုင်တဲ့လူကခံစားရတာပဲဒါကြောင့်မလို့ခွင့်လွှတ်တယ်ဆိုတာသူ့ကိုခွင့်လွှတ်တာမဟုတ်ကိုယ့်ကိုခွင့်လွှတ်တာဖြစ်တဲ့အတွက်ကြောင့်ခွင့်လွှတ်နိုင်အောင်လည်းကြိုးစားရတယ်တိခံရမယ်ခွင့်လွှတ်နိုင်အောင်ကြိုးစားရမယ်ပြီးလို့ရှိရင်အကျိုးလိုလားတဲ့မေတ္တာလေးတွေထားပေးနိုင်အောင်ကြိုးစားရတယ်မေတ္တာထားနိုင်ရင်သူ့အကျိုးလိုလားတာနဲ့အမျှကိုယ်တိုင်လည်းပဲအကျိုးတက်ရောက်မှုတွေရှိနေတဲ့အတွက်ကြောင့်သူ့အကျိုးလိုလားတာတဲ့ကိုယ့်အကျိုးကပို့ပြီးတော့ပြီးမြောက်တာဖြစ်တဲ့အတွက်ကြောင့်တယောက်နဲ့တယောက်အကျိုးလိုလားတဲ့မေတ္တာလေးလည်းထားနိုင်အောင်ကြိုးစားရတယ်ဒီသုံးချက်သာလက်တွေ့လိုက်နာကျင့်သုံးနိုင်မယ်ဆိုရင်လူတိုင်းဟာနေရာတိုင်းမှာအဆင်ပြေတယ်ချိန်တိုင်းမှာအဆင်ပြေတယ်ပုံကိုယ်တိုင်းနဲ့လည်းအဆင်ပြေတာဖြစ်တဲ့အတွက်ကြောင့်ဘယ်သူတရားပြက်ပြက်မပြက်ပြက်ကိုမပဲ့အောင်ကြိုးစားရင်ကိုဘဝမှာသိခံနိုင်တဲ့စိတ်ကလေးမွေးကြပါကိုဘဝမှာဘာပဲဖြစ်ဖြစ်အာဃာတမထားပဲခွင့်လွှတ်နိုင်တဲ့စိတ်ကလေးများများမွေးကြပါကိုဘဝမှာဘယ်သူတရားပြက်ပြက်မပြက်ကိုမပြက်စေပဲမေတ္တာအပြည့်နဲ့အကျိုးလိုလားတဲ့စိတ်ကလေးနဲ့သာလည်းဆက်ဆံကြည့်လိုက်စမ်းပါသိခံနိုင်ရင်မေတ္တာထားနိုင်ရင်ခွင့်လွှတ်နိုင်မယ်ဆိုရင်ခွင့်လွှတ်နိုင်တာနဲ့အမျှအကျိုးသက်ရောက်မှုအများကြီးဖြစ်နိုင်မှာဖြစ်တဲ့အတွက်ကြောင့်မိမိသူတစ်ပါးအကျိုးများစေဖို့အတွက်အာလုံလောကသားအာလုံသိခံကြပါခွင့်လွှတ်ကြပါမေတ္တာထားနိုင်အောင်ကြိုးစားကြပါလို့တိုက်တွန်းရင်ဘုန်းကြီးရဲ့ဒီနေ့ဓမ္မလက်ဆောင်ဒီမှာပဲနေကုန်းကံပတ်အဆုံးသတ်လိုက်ရပြီတော့တည်း